ဒီအပိုင်းမှာတော့တရဲနှစ်ကောင်လက်ဖြန့်ကထပ်ပြေးရင်လူထုံလူဘိန်းကိုဝင်တိုက်သွားတာနဲ့စတင်လိုက်တယ်ဒီတစ်ချိန်တွင်လဲခြေလောက်ထောနဲ့ထောနဲ့ဖြင့်အိမ်တို့ပြန်လာရပြန်လေတော့တယ်အိမ်ရောက်တော့တောထဲ၌ကြုံတွေ့ခဲ့သမျှကိုထပ်မံပြောပြလေတော့တယ်မိမကလည်းထပ်မံတင်ပြရပြန်တာပေါ့တောထဲမှာတောကောင်တွေ့ရင်ကြော့ကွင်းလုပ်ပြီးတေချာစီစဉ်ရတဲ့တောတောင်မှာခိုင်ခန့်တဲ့နွယ်ပင်တွေပေါ်များတယ်အရင်ဆုံးနွယ်ပင်နဲ့ကြော့ကွင်းလုပ်ပြီးမှတောကောင်သားကိုအေးအေးဆေးဆေးချင်းကပ်ရတယ်ဟုရှင်းပြပြန်တယ်ဒီလိုနဲ့နောက်တစ်ရက်ရောက်ပြန်တော့လူထုံလူဘိန်းဒီထုံးစံအတိုင်းအတွေးများစွာနဲ့တောထဲသို့ထွက်လာပြန်သည်ဒီတစ်ခါတွေးလိုက်ရသည်မှာယတိတစ်ပါးဖြစ်နေတယ်ယတိမမြင်ဘူးသောလူဘိန်းလည်းမြင်မြင်ချင်းတွေဝေမနေပဲတောထဲသို့လှည့်ပြေးသွားလေတော့တာပေါ့ယတိလည်းကြောင်လက်သားကြံခဲ့တယ်တောထဲသို့ဝင်ရောက်ပြီးနောက်လူထုံလူဘိန်းသည်နွယ်ပင်ခိုင်ခိုင်များကိုအလင်းအမြတ်ရှာဖွေပါဒီတစ်ခါတော့မလွတ်တော့ဘူးဟုစိတ်တွင်တွေးလိုက်တာပေါ့နွယ်ပင်များကင်ဆောင်ပြီးယတိရှိရာသို့ပြန်လဲဥတီပြေးလာတော့တယ်ယတိအနာရောက်သည်နဲ့ဘာမှမစင်စားတော့ပဲကျိုးဖြစ်တုတ်ရန်ကြိုးစားတော့တာပဲဒီတော့ယတိလဲလမ်းဖြန့်ကဟိဘာလို့တာလဲဟုအော်ကပြေးလွှားလေတော့တာပဲလူထုံလူဘိန်းကလည်းလက်မလျှော့ပဲရက်ဆန်းဟုအော်ရင်နောက်ကစက်တိုက်လိုက်လံပြီးတော့တောထဲတွင်တယောက်ပြေးတယောက်လိုက်ဖြစ်ညနေဆောင်တော့လက်ပန်းကြကအိမ်ကိုပြန်လာရပြန်တော့တယ်